ဒီလိုပုံလေးချက်မယ်သူကတော့အောင်ခွဲထည့်လေရတယ်ပေါ့ဒါမှဒီမှာတော့အမတို့အောင်ခွဲမထည့်သေးဘူးအောင်ခွဲထည့်တဲ့ဒီဇိုင်းလေးအရင်ဆုံးစချုပ်မယ်ပေါ့နော်အခုဒီမှာသူ့ကိုရှေ့ချမ်းလေးအရင်ပြင်မယ်ရှေ့ချမ်းမှာအမတို့ကသူ့ကိုသူကလက်ဖောင်းပခုံးဖြစ်တဲ့အတွက်အမတို့ဒီမှာလက်ဖောင်းပခုံးဆွဲထားပြီးသွားပြီဒါလက်ဖောင်းပခုံးနော်ပြီးရင်သူ့ကိုပခုံးအကြံကြတော့အမတို့ဒီမှာဘယ်လောက်ယူလဲဆိုရင်ပခုံးအကြံသူ့ကိုအမတို့ဒီမှာနှစ်လက်မနဲ့နှစ်စိတ်လောက်ယူလိုက်မယ်ပခုံးအကျန်နှစ်လက်မနဲ့နှစ်စိတ်ယူလိုက်မယ်နော်ပြီးရင်လေပင်အချကိုကြတော့အမတို့ဒီမှာအရင်ဦးဆုံးသူ့ကိုဒီရင်ကျယ်မြင်လောက်ပြီးဒီအမခဏလေးရှာထားလိုက်မယ်ရင်ကျယ်မြင်လောက်ဒီခဏရှာထားလိုက်ရှာထားပြီးရင်ဒီနေရာလေးမှာသူကဒီလိုမျိုးခုံလေးသွားရမှာနော်အဲ့လိုခုံလေးသွားမယ်ပြီးရင် तू ကဒီမှာအမတို့ရင်အောင်ဖြတ်ဆက်ယူရမှာဟုတ်တယ်နော်ရင်အောင်ဖြတ်ဆက်ယူမှာဖြစ်တဲ့အတွက်အမတို့ပခုံးမရင်အောင်တက်မှုဘလောက်ကိုတိုင်းမှာ73နော်73ဆိုတော့အမတို့ရှေ့ချမ်းအတွက်ဆိုရင်သူ့ကို4စိတ်ပေါင်းတော့အမတို့ဒီမှာ73ခွဲဖြတ်ရမှာပေါ့ဟုတ်ဒီမှာပြီးရင်သူ့အမတို့73ခွဲဖြတ်လိုက်မယ်ဒီမှာဒါဆိုရင်ဒီရင်အောက်မြင်းတိုင်းမှာဖြတ်ရမှာပေါ့ဒီမှာသူ့ကိုအမတို့ဒီဘေးတောက်လေးကိုထုံးစံတိုင်းပဲသူ့ကိုထောက်ဖြတ်တိတ်ကပ်မယ်နော်ပြီးရင်ဒီရှေ့မှာသူ့ကိုအမတို့ဒီနေရာလေးရင်ဖြတ်ဆက်ယူထားတဲ့နေရာလေးမှာဒီကနေဒီကိုအမတို့6စိတ်လောက်လေးဟာမယ်နော်သူကဒီမှာ6စိတ်လောက်လေးဟာထားအောင်ဆိုတော့6စိတ်ဟာမယ်ဆိုရင်ဒီကနေအထဲကိုအမတို့3စိတ်လေးဝင်ပေးရမှာပေါ့ဟုတ်နော်အလယ်မြင်းကနေအထဲကို3စိတ်ဝင်မယ်ဝင်ပြီးသွားပြီဆိုရင်သူ့ကိုအမတို့ဒီမှာဒီနေရာလေးမှာဒီလိုခုံလေးလာမယ်အဲ့လိုခုံလေးလာမယ်ဆိုရင်ဒီကြားထဲမှာသူ့ကိုအမတို့ဒီလိုခွင်းလေးတွေထည့်ပေးရအောင်ပါအဲ့တော့ဒီကနေဒီကိုအမတို့ဘလောက်လိုချင်လဲပေါ့တစ်လက်မခွဲလိုချင်တယ်ဆိုရင်6စိတ်ဝင်မယ်နှစ်လက်မလိုချင်တယ်ဆိုရင်အမတို့တစ်လက်မဝင်မယ်အဲ့တော့ဒီမှာအမသူ့ကိုဒီကနေဒီကိုတစ်လက်မလေးဒီမှာယာလိုက်မယ်နော်ယာပြီးသွားပြီဆိုရင်ဒီနေရာလေးမှာအမတို့သူ့ကိုဒီနေရာလေးနဲ့ဒီလိုခုံလေးနာဆွဲမယ်သူကဒီမှာဒီလိုခုံလေးယူထားဆိုတော့အဲ့တော့ခုံလေးဆိုပေမဲ့အမတို့အရင်ခုံးနိုင်လည်းမဟုတ်ဘူးပေါ့နော်သူကဒီလိုပြည့်ခုံလေးပဲဆိုတော့မောင်ဒီမှာသူဒီလိုမျိုးပြည့်ခုံလေးယူပြီးရင်ဒီမှာဒီလိုမျိုးဒီမှာသူ့အမတို့ခုံလေးယူလိုက်တာဒီမှာလာထားတာဒီလိုလေးယူမှာနော်အဲ့ဆိုရင်ဒီရှေ့ကအမတို့တစ်ပိုင်းလေးထွက်မှာပေါ့ဒီရှေ့ကဒီမှာဒီလိုတစ်ပိုင်းလေးရမယ်ဒီဈာထဲမှာအမတို့ဈာလေးပဲထည့်ချုပ်ပြောင်းဈာလေးပဲထည့်ချုပ်ရတယ်ဒါလေးကိုကျွန်တော်တို့ခောက်ရိုးနဲ့ညှက်မယ်ဒါက F1 အဲ့တော့ဒီမှာသူ့ကိုအမတို့ဒီထောက်လေးသူကတော့ဒီမှာရေကူးတောက်လေးနဲ့ဖြတ်ထားရေကူးတောက်နဲ့ဆိုရင်အမတို့ဒီမှာဒီနားလေးကဖြတ်ရမှာပေါ့အဲ့တော့ဒီမှာအခုသူ့ကိုအမတို့ထုံးစံတိုင်းနဲ့ရေကူးတောက်လေးဆွဲမယ်လေးရသွားပြီအဲ့တော့သူ့ကိုညှက်တဲ့ခါကျရင်မတို့ဒီရေကူးတောက်တိုင်းညှက်ပေးရမှာပေါ့ဟုတ်တယ်နော်ဒါလေးကိုဒီဆက်ဆွဲမယ်နော်ဒီရေကူးတောက်တိုင်းပဲညှက်မယ်အဲ့တော့ဒီမှာ F1 ဒါက F2 ဒါကF3 ဆိုပြီးမတို့ထွက်ပါဟုတ်နော်အဲ့တော့ဒီမှာသူ့ကိုဒီပခုံးနေရာလေးမှာပဲမတို့ခမှာဆိုလို့သူ့ကို4စိတ်လေးစားမယ်4စိတ်ဒီမှာဒါနောက်ဆုံးယူမယ်ပခုံးလိုက်လေးအဲ့တော့ဒီနေရာလေးခုံးထားတာဖြစ်တဲ့အတွက်အမတို့ဒီနေရာလေးမှာသူ့ကိုဓာတ်ပေးစားပေးရမယ်เนาะအဲ့တော့ဓာတ်စားမယ်ဆိုရင်အမတို့ဒီမှာဒီထိတ်ကနေဒီကိုလှမ်းထိုးလိုက်ထိုးပြီးသွားပြီဆိုရင်ဒီကနေဒီအမဘယ်လောက်စားမလဲဆိုရင်4စိတ်เนาะဒီမှာသူ့4စိတ်အောက်ဒါကိုတောက်ဖြောက်တိတ်ကတ်
ပေါ့နော်ပြီးရင် F1 F2 F3 ဒီမှာ F4 ဒီမှာဒါလေးကိုလည်းထောက်ဖြောက်တိတ်ကတ်မယ်ဒီရှေ့မှာကျတော့သူ့ကိုခောက်ရိုးနဲ့ညှက်မယ်နော်ပြီးသွားရင်သူ့ကိုဒီမှာချုပ်စာလေးခြံရမယ်ဒီရှေ့မှာ F1 နဲ့ F2 ကိုတွဲဖို့အတွက်40ဒီ F1 ရဲ့ရှေ့မှာလည်းအမောက်40နော် F2 နဲ့ F3 နဲ့တွဲဖို့အတွက်သူတို့ရဲ့ရှေ့မှာလည်း40သူတို့ရဲ့အောက်မှာလည်းအမတို့40ဒီခြံရမှာပေါ့40ဒီပေါ်မှာလည်း40ဒီပေါ်မှာလည်း40ကျန်တာကတော့အမတို့ဘာမှခြံစရာမလိုတော့အဲ့တော့ပြီးရင် तू ကဒီနေရာလေးမှာအမတို့အတွန့်လေးတက်ထားသေးတယ်ဟုတ်တယ်နော်အတွန့်လေးတက်မှာဆိုတော့အမတို့ဒီကနေသူ့ကိုတစ်ပိုင်းဖြတ်ချမယ်အဲ့တော့ဒါဒီအမတို့ F4 ဒါက F5 ဖြစ်သွားပြီအဲ့တော့ဒီရှေ့မှာသူ့ကိုခောက်ရိုးနဲ့အမတို့သူ့ကိုနှစ်ချက်ညှပ်ပေးရမယ်ဆိုရင်နှစ်ချက်ညှပ်ပေးရမယ်နော်အဲ့တော့ F3 ကိုလည်းအမတို့ပိတ်စားပေါ်နှစ်ချက်F2 ကိုလည်းနှစ်ချက် F1 ကိုကျတော့တစ်ချက်ပဲညှက်မယ်ဒါကိုလည်းအမတို့တစ်ချက်ပဲညှက်မယ်ဟုတ်နော်အဲဆိုရင်အမတို့ဒီမှာရှေ့ချမ်းလေးရပါပြီပေါ့အဲရှေ့ချမ်းရပြီဆိုရင်သူ့ကိုနောက်ချမ်းမှာလည်းအမတို့အဲ့တိုင်းပဲသူ့ကိုနောက်ချမ်းမှာအမတို့သူ့ကိုခုနပခုံးအကျန်2လက်မနဲ့2စိတ်ယူခဲ့တာအဲ့အတွက်ကြောင့်ဒီမှာသူ့ကို2လက်မနဲ့2စိတ်ယူမယ်ပြီးရင်မူလဒီမှာ1လက်မချထားတဲ့နေရာကနေအောက်ကိုအမတို့1လက်မထပ်ချမယ်နောက်ချမ်းကိုကျတော့အမတို့ပုံမှန်တိုင်းပဲသူ့ကိုဇစ်ပြောက်ပြီးပဲတက်မယ်ဒီမှာသူ့ပြီးရင်ခါးနေရာမှာအမတို့ထုံးစံတိုင်းပဲသူ့ကိုလေးစိတ်လေးစားမယ်နောက်ချမ်းကိုကြတော့အမတို့ပိတ်စားပေါ်မှာသူ့ကိုငွေချမ်းမြတ်ပေးရမယ်ဆိုတော့နောက်ချမ်းကိုကြတော့ပိတ်စားပေါ်မှာခောက်ရိုးနဲ့နှစ်ချက်ရှေ့မှာဇစ်တက်မှာမလို့တလမချမ်းပဲကျန်တာတော့အမတို့ဘာမှချမ်းစားမလို့တော့ဘူးเนาะအဲဆိုရင်ဒါအရှိချမ်းဟိုကနောက်ချက်လက်ကကြတော့သူ့ကိုဒီမှာအမတို့လက်ဖောင်းလေးပဲတက်မှာဟုတ်